ဒီနေ့မှာတော့ကွန်နာတို့အဖွဲ့အားဆိုရင်ကျောင်းသားလေးလာခီးစဉ်တစ်ခုထွက်နေရပြီးအဲ့ဒီခီးစဉ်ရဲ့နာမည်ကိုလည်းအီဂျစ်သမိုင်းလေးလာခီးစဉ်လို့နာမည်ပေးထားပါတယ်အဲ့လိုနဲ့အီဂျစ်သမိုင်းရဲ့တစ်ချောင်းမှာအကြမ်းတမ်းဆုံးလို့တတ်မှတ်ခံထားရဲ့ဖာရိုဘီယင်မဟုတ်တဲ့ဟော့ကန်လို့ခေါ်တဲ့ဘီရင်တယောက်စီကိုရောက်လာခဲ့ပါတယ်ဟော့ကန်ဆိုတဲ့ဘီရင်ကသမိုင်းတစ်ချောင်းမှာနာမည်ဆိုးနဲ့ကြွကြားခဲ့တယ်လို့လေးလာတွေးရှိထားကြပြီးလက်ရှိအချိန်မှာဆိုရင်လည်းသူ့ရဲ့ကျိန်စာတွေကအသက်ဝင်နိုင်သေးတယ်လို့ရှေ့ရှင်းပြတဲ့ဆရာတယောက်ကပြောပြပါတယ်ဒါပေမဲ့ဟော့ကန်ဘီရင်ကတည်သွားပြီးကြအောင်ကျိန်စာနဲ့တူတဲ့တင်ကေတာတချို့ကိုလည်းထားခဲ့ပြီးမြဲအခုအချိန်ထိတော့ဘယ်သူမှမဖော်ထုတ်နိုင်သေးပဲဗဇက်ပြောရဆိုရင်တခုတာဖြစ်နေခဲ့ရပါတယ်အဲ့အချိန်လက်ကမြင်းမသားလေးဖြစ်တဲ့နီးပညာရှင်အီတန်ကတော့ဘယ်သူမှမဖော်ထုတ်နိုင်ပါဘူးဆိုတဲ့တင်ကေတာတွေကိုမှတ်ယူနေပြီးဘာသာပြန်ဖို့လုပ်နေပါတယ်အဲ့လိုနဲ့ cyber space ဆိုင်လေးမှာဘာသာပြန်ဖို့ကြိုးစားရင်ထူးဆန်းစွာနဲ့ပဲအီတန်ကလွယ်လွယ်ကူကူပဲဘာသာပြန်နိုင်သွားပြီးဟော့ကန်ရဲ့ကျိန်စာကိုဖတ်နိုင်သွားပါတယ်နှစ်ပေါင်းများစွာတိုင်အောင်ဘယ်သူမှမဖော်ထုတ်နိုင်ခဲ့တဲ့ကျိန်စာဆိုတာကလည်းထင်ရှားတဲ့ရိုးရှင်းနေပြီးအဲ့စာကိုဖတ်လိုက်တဲ့သူကကန်ဆိုးရှင်းများစွာနဲ့နေသွားရမယ်ဆိုတဲ့ကျိန်စာတစ်ခုတာဖြစ်နေပါတယ်အဲ့ကျိန်စာကိုပူပူနွေးနွေးဖတ်လိုက်တဲ့အီတန်ကတော့မဖြစ်နိုင်ဘူးလို့တွေးလိုက်ပြီးမြဲကျိန်စာကအစွမ်းပြလာပြီးထံရကနေထားလိုက်တာနဲ့သူ့ကွန်ပျူတာကကြောက်ကွယ်သွားပါတယ်ပုံမှန်အတိုင်းဟိုဒီလမ်းလျှောက်တော့လေဘတ်စင်နေပြီးအကြောင်းရင်းမရှိပဲငမဲကောင်တွေကလာတိုက်ခိုက်တော့လေငါးကြီးနန်းသွားရပါတယ်အဲ့အချိန်မှာအီတန်လည်းဒီကျိန်စာကတကယ်ကြီးဆိုတာကိုယုံကြည်သွားပြီးဒီကျိန်စာကိုဘယ်လိုဖြေရမလဲဆိုတာကိုကွန်နာနဲ့ကီယာတို့နှစ်ယောက်စီမှာမျက်နှာတငယ်လေးနဲ့အကူအညီသွားတောင်းပါတယ်လက်ကမြင်းပြီးတနာစရာကောင်းနေတဲ့အီတန်ကိုကွန်နာတို့နှစ်ယောက်ကလည်းစိတ်မကောင်းဖြစ်သွားပြီးသူတို့ပါအဲ့ကျိန်စာကနေမိမာဆိုလို့ဝေးမှသွားနေခံလိုက်ပါတယ်အဲ့လိုနဲ့ကျိန်စာမိနေတဲ့အီတန်ကိုကျိန်စာပြေသွားအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုစဉ်းစားကြရင်အဲ့အဖြေကိုအီဂျစ်ပြတိုင်းမှာပဲရှိနိုင်လောက်တယ်လို့စဉ်းစားမိသွားကြပါတယ်နောက်တော့သုံးကောင်တာနှစ်ဖွဲ့ခွဲလိုက်ကြပြီးကွန်နာအိုလီဗာနဲ့သွားတိုက်မိမှုထွက်လာပြီးကီယာကတော့ပြတိုက်မှာနောက်ထပ်တင်ဂီတာတွေကိုတွားချဖို့လုပ်ပါတယ်အဲ့လိုနဲ့ကီယာပြတိုက်ကနေနောက်ထပ်တင်ဂီတာတွေကိုရှာတွေးလိုက်ပြီးရှင်းရှင်းပဲအီတန်ကလည်းဘာသာပြန်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ထင်ထားသလိုပဲကျိန်စာပြင်အောင်လုပ်လို့ရမယ့်နေကိုရေးထားတာဖြစ်ပါတယ်စာထဲမှာတော့ကျိန်စာမိသူကသူမိထားတဲ့ကျိန်စာကိုပြတ်ချင်ကျိန်စာတိတ်တူဖြစ်တဲ့ဟော့ကန်ပြင်ကိုလေးပေါ်မှာအနိုင်တိုက်နိုင်မှာကျိန်စာပြတ်သွားမှာဖြစ်ပါတယ်တစ်ဖွဲ့လုံးလည်းအဲ့အချိန်မှာကျိန်စာတိတ်တဲ့စာကလည်းရိုးရှင်းနေတယ်လို့ပြန်ဖြတ်ဖို့ကလည်းရိုးရှင်းနေတာကြောင့်စဉ်းစားရခက်နေကြတဲ့အချိန်တစ်ဖက်မှာဟော့ကန်ပြင်ကလည်းသူ့ရဲ့ကျိန်စာကြောင့်အသက်ပြန်ဝင်လာပါတယ်အသက်ပြန်ရှင်လာတဲ့ဟော့ကန်ပြင်ကအသက်ပြန်ရှင်လာချင်းမှာပဲတမျိုးလုံးပြန်တိုင်းဖို့လုပ်နေပြီးမြို့ထဲမှာတောင်းကျန်နေပါတယ်အဲ့လိုနဲ့ကျိန်စာပြတ်ရှင်နေတဲ့အီတန်ကလည်းရေကန်အတင်းကြာအတင်းဖြစ်သွားပြီးတွားတိုက်ဖို့လုပ်ပြီးမြဲဟော့ကန်ကိုလေးပေါ်မှာအဆုံးသတ်နိုင်ရမယ်ဆိုတဲ့စာကိုတတိယသွားပါတယ်ဒါပေမဲ့သူတို့အဖွဲ့မှာပြန်နိုင်တဲ့စွာမျိုးကမရှိသေးတာကြောင့်အားလုံးလည်းအကြက်ရိတ်နေကြတဲ့အချိန်ဟီလီယာရောက်လာပြီးအီတန်ကိုလက်ဆောင်တစ်ခုပေးပါတယ်အဲ့ဒီလက်ဆောင်ကတော့သူအခုမှအသစ်ဆက်တီထွင်နေတဲ့ကုန်းပေါ်မှာကိုလေးပေါ်မှာပါသုံးနိုင်တဲ့စိန်ကယ်သစည်းဖြစ်နေပါတယ်အဲ့လိုနဲ့အီတန်လည်းမျက်လက်တဲ့အုံတီးရတယ်လို့ဖြစ်သွားပြီးအသစ်ဆက်စိန်ကယ်ကိုဆန်းတက်ဖို့ကွန်နာနဲ့ထရန်တို့၃ယောက်ဟော့ကန်စီအရင်လွတ်လိုက်ပါတယ်ကွန်နာတို့ရိန်းဂျာအဖြစ်နဲ့ဟော့ကန်စီကိုရောက်လာတဲ့အချိန်မှာတော့၃ယောက်သာလေးပေါ်မှာပြန်နေတဲ့ဟော့ကန်နဲ့တိုက်ခိုက်နေကြပြီးတိုင်ပတ်နေကြပါတယ်နေရောက်ကိုလုံးဝမစင်းတဲ့ဟော့ကန်ကတိမ်ငတ်တစ်ကောင်လိုရိန်းဂျာတွေကိုလည်းချီသွားတာကြောင့်ကွန်နာတို့၃ယောက်ရဲ့ဒိုင်နိုစူပါမုတ်တွေကလည်းအလုံးမဖြစ်ပဲဖြစ်နေပြီးအဲ့အချိန်အဆာကပါထရောက်လာပါတယ်ရိန်းဂျာတွေနဲ့ဟော့ကန်ပြည်ရဲ့တိုက်ပွဲကိုတစ်ချိန်လုံးထိန်ကြည့်နေတဲ့မီဆိုကော့ကဟော့ကန်ကိုကူညီဖို့အဆာကိုလွတ်လိုက်တာဖြစ်ပါတယ်အဲ့လိုနဲ့ကွန်နာတို့၃ယောက်လုံးလည်းအဆာပါထရောက်လာခဲ့တာကြောင့်အဆာနဲ့ဟော့ကန်ရဲ့တိုက်ခိုက်မှုတွေကြားထဲမှာအုံနှင်းခွက်နေခုခံနေရပါတယ်ဒါပေမဲ့အီတန်ဆင်ကယ်အသစ်ဆက်ကြီးနဲ့ရောက်လာတဲ့အချိန်မှာတော့တိုက်ပွဲကအပြောင်းလဲဖြစ်သွားပြီးဟော့ကန်ခမရလည်းပြေးပေါင်းမရှိပဲဖြစ်သွားရပါတယ်အဲ့လိုနဲ့အီတန်ရဲ့တိုက်ခိုက်မှုတွေကိုဟော့ကန်ကလည်းကြာတောင်းမခံနိုင်တော့ပဲဖြစ်သွားပြီးလေးပေါ်မှာပဲအဆုံးသတ်ခံလိုက်ရပါတယ်ရိန်းဂျာတွေကိုရှုံးနေတယ်လို့ထင်ပြီးရောပြောလာလို့နေတဲ့အဆာကလည်းထရန်ရဲ့တိုက်ခိုက်မှုတွေကြားထဲမှာခုရောက်ခုပြန်ဖြစ်သွားပြီးပြန်ပြေးသွားပါတယ်အားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့အီတန်တယောက်သူ့ရဲ့ကျိန်စာကနေပြန်လွတ်သွားတာနဲ့တပြိုင်တည်းအရင်လိုရောလက်ကမြင်းနိုင်ဦးမလားဆိုတာကိုစောင့်ကြည့်ကြရတော့မှာဖြစ်ပါတယ်ဒါကတော့ဒိုင်နိုတန်တာအပိုင်း24ဖြစ်ပါတယ်